စက်သားကိုစီပြန်ကြီးပဲချက်စားနေတာများပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးချက်စားကြည့်ပါစက်သားရခိုင်ချက်လိုကချင်ချက်လိုပေါ့နော်လိုရတဲ့ပစ္စည်းလေးတွေကိုအရင်ပြပါမယ်စက်အသေးမြစ်ပေါ့နော်အမြင့်အဓိကပေါ့နော်ပြီးရင်ဒီမှာရေုံသားလေးသုံးထားပါတယ်စက်မြစ်ကိုတေချာလေးဆေးပါမယ်ရေနဲ့တေချာလေးပြောင်းဆေးပြီးလို့ရှိရင်ဒီမှာကတ်နေတဲ့အစီလေးတွေကိုဖယ်လိုက်ပါမယ်ပေါ့နော်ပြီးရင်ဒီမှာပိမုံဆန်မုံကောင်းချင်းမုံတွေနဲ့အရင်နေပြီးဆေးလိုက်ပါမယ်သူ့မှာကတ်နေတဲ့အကြည့်ချွေးပြောင်းအောင်လို့ပေါ့နော်ပြီးရင်ရေနဲ့တေချာတန့်စင်ပြီးတော့ဆေးပါအောင်မယ်ဒီမှာစက်သားရေုံသားကိုလေးဆေးပြီးတော့လှိဖြတ်မယ်ပေါ့နော်စက်သားကိုစားမဲ့အနေတော်လေးတွေလှိဖြတ်ပါမယ်အတုံးသေးသေးလေးတွေချက်တာကပိုကြိုက်ပါတယ်အဲဒါကြောင့်ကိုလိုချင်တဲ့ပုံစံလေးတော့လှိဖြတ်နိုင်ပါတယ်ဒါကြောင့်ဒီလိုမျိုးအတုံးသေးလေးညှက်ပြီးတော့ထည့်စားရတာပိုပြီးကြိုက်တယ်ပေါ့နော်ဒီမှာအသားနဲ့အမြင့်ကိုရောပြီးချက်ပါမယ်အရသာအနေနဲ့ကစားစနွင်းငါးမုံပြီးအရသာအရင်နှက်ထားမယ်ပေါ့နော်ကျန်တဲ့ပတ်ဝန်းပစ္စည်းတွေလုံးနေတဲ့အချိန်မှာအရသာလေးနည်းနည်းဝင်သွားအောင်ပေါ့နော်ပြီးရင်ပုံမှန်အားဖြင့်တော့ဒီရခိုင်ချက်မှာကနနမင်းမဟုတ်ဘဲနဲ့ဇပလင်သုံးကြပါတယ်တကယ်တော့ဇပလင်ရှာမရလို့နနမင်းနဲ့ချက်စားကြည့်ရပါတော့နနမင်းကိုညှက်ပြီးထည့်မယ်ပြီးရင်ရုပ်သီးစိမ့်နဲ့နနမင်းအမြင့်ကိုကြတော့ကျိတ်ဆက်လေးနဲ့ကျိတ်လိုက်မှာပေါ့နော်ပြီးရင်တစ်ခါလေးချက်မဲ့အိုးတွေကိုထည့်မယ်ငပိမြင်ငပိပါပြီးရင်ဒီမှာအရသာလေးတစ်ခါလေးနှံ့သွားအောင်နေပြီးမှချက်မယ်ပေါ့နော်စက်သားရခိုင်ချက်ကလေစီတက်ပြီးချက်လို့လေးရတယ်ဒီလိုမျိုးလုံးပြီးချက်လေးရတယ်ပေါ့နော်ပြီးရင်စီလေးထည့်မယ်ကြာလေးခံကျင်တယ်ဆိုလို့ရှိရင်တော့စီများများထည့်ပြီးတော့စီနဲ့စီပြအောင်ချက်ပေါ့နော်ဖုံးလေးအုပ်ပြီးတော့ဒီမှာစူပွက်လာပြီဆိုလို့ရှိရင်တစ်ခေါက်ငွေပေးပါမယ်အရသာလေးမြည်ကြည့်တာအဆင်ပြေပြီဆိုလို့ရှိရင်တော့ရပါပြီဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုယ်စိတ်နှပြကျန်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်